ဟုတ်ဆောင်းရကြငါ့ကိုလက်ပြရမလို့ငါ့ကိုပြရလဲမဟုတ်နော် နင့်ကိုပြရအောင်နည်းနည်းသိလို့လား သိဘူးလေ အဲငါတို့ nice ကတတိ ဟဲ့ကျုပ်လိုက်တာကျုပ်လိုက်တာ စစ်တီးမအောင်မိမလေအဲ့ဒါငါတို့ nice ကတတိ နင်တို့တတိ အေး အလုံးလုံးချင်တယ်သူစီမှာလုံးချင်လို့ပြောပြစမ်း ဒီဘာလို့မလဲနင်တို့တတိမအလုပ်လုပ်ပြီးတော့ ဟိုသူနာနေရပြီးရပဲလိုက်လုံးမယ်နော်ဘယ်နာရတရက်စီးလဲရလဲရဟုတ်ပါဘူးဒီကဝင်နေပါလေမဟုတ်လား ခေါ်တယ်ဟိုတလောကမှဝန်ထမ်းခေါ်နေတာ ဟဲ့အဲ့ဆိုမင်းလည်းလာလျှောက်လိုက်မယ်နော်ပြောပြီနော် အေးပါရဲ့ငါတတိကိုပြောထားပေးမယ် စီရလေး တော့ဆိုနေပြီဆရာအင်တာဗျူးမဲ့လူရောက်ပြီရှင် ဟုတ်โอเคခေါ်လိုက်လေ ကဲဆရာ这个笑他喏，啊，我想关了喏，关门。 ချောလိုက်ကြတာ 这样，那这么一等眼睛，这么那တူတူလှုပ်လှုပ်ချင်လို့တဲ့ နာမည်ကဆွေနော် ဟုတ်တယ်ကိုကိုဟုတ်စီရ အဖေနာမည်က ချစ်ရအောင်လေအော်ဦးချစ်ရအောင်လို့ပြပြနာမည်อ่ะ အမေနာမည်ရော ချစ်ရလွန်းသူပါအမေနာမည်ကချစ်ရလွန်းသူလို့ဆရာရဲ့ ဒီမှာအသက်လည်းမရေးထားအသက်ကရော ဆွေတက်ကကိုကိုလေးအားနာလိုက်တာဆရာရဲ့ဘာပြောမှမသိ အဲ့ဆိုရင်မနေ့ပြန်အလုပ်ဆင်းဖို့တော့ရတာလေးစစ်စင်ပေးလိုက်တော့ အော်ဟုတ်ကဲ့ဆရာ ဘူးမားနေဘူး လှလောက်တော့တာဒီတယောက်လေးကစိတ်တလေးရှုပ်လာပြီလား အားလိုက်ပါမလားမင်္ဂလာပါအန်တီဗာများကူညီပေးရမလဲရှင် ဝန်ထမ်းတက်လား ဟုတ်တယ်မမ မောင်နဲ့ချိန်လာလဲ အော်ဟုတ်ကဲ့အထဲမှာဆရာစောင့်နေပါလေရှင် ဘယ်ရမှာ ဆရာကကြောင်မြ ဘာဖြစ်လဲငါနဲ့တွေ့ အိမ်မလေးမူလေးတစ်လုံးပြုတ်သွားလို့အဲ့ဒါလာကြည့်တာ မူလေးလေးသလုံးနဲ့တော့ဒီထိလာစရာမလိုပါဘူးကျွန်တော်ပို့ခိုင်းလိုက်လို့ရပါတယ် ကိုရိုင်း reason လို့လေဟိုကိုရိုင်းကြည့်စင်တာအနောက်ပြီးတော့လေအိမ်မှာထားတဲ့မှန်တင်ကုန်လေအဲ့ဒါရပြီလား ဟောအဲ့ဒါလေးအမဘယ်လိုပုံစံလိုချင်လဲမသိဘူး ဟောအဲ့ဒါခါကျတော့ you are အိုက်ချက်ကိုသိနေပြီးသားလေဟုတ်တယ်ဟုတ်အဲ့တော့ရွှေ့ချက်ပဲလုပ်လိုက်တော့ရတယ် ဟိုလေပစ္စည်းတွေအကုန်ပြက်နေ ဟဲ့ you ဒီမျိုးမှာအနိုင်ဆောက်ကနာမည်အကြီးဆုံးနဲ့ပစ္စည်းအလုံး ready ဖြစ်နေတဲ့ကိစ္စကြီးတခုကိုပစ္စည်းပြတ်တယ်ဆိုတော့ဖြစ်တယ်လား ပစ္စည်းကလေဟိုရှစ်တောက်တဲ့အတွက်ပဲပြက်တာကျန်တဲ့လူတွေကအကုန်ရှိ ဟဲ့ you ဝန်ထမ်းတွေကိုဘယ်လိုတင်တာလဲ customer ကဘယ်လိုပဲဆက်ဆံရတာလား တောင်းပန်ပါလေဗျာ तू ကဝန်ထမ်းတစ်ဆိုတော့တေချာမသိရဖြစ်နေတယ်ဟိုကျွန်တော်လိုအပ်တာတွေအဆင်ပြေအောင်ကျွန်တော်လုပ်ပေးပါမယ်နော်တောင်းပန်ပါနော် you တောင်းမှန်လို့နော်ဟုတ်လာလက်စားနဲ့တို့ပန်းအိုးတစ်လုံးပဲပေးလိုက်တော့အဲ့ဒါပဲယူသွားလိုက်တော့မယ် ဟုတ်ကဲ့မမညီမလေးထည့်ပေးမယ်ရှင် ကြာတော့မ အားလာလေးဖတီမာရဲ့ ရှုရှု မမညီမလေးထည့်ပေးပါမယ်ရှင် ဆွေရဲ့ဘာလို့ customer အဲ့လိုပြောရလဲ သူကရှစ်အောင်လားကြောင်နေတာဈေးလာကြတာမဟုတ်တာစိတ်မှမကြိုက် ဘာပဲပြောအဲ့လိုမပြောရဘူး customer အများကြီးမှန်နောက်တစ်ခါတေချာဆင်ကျင်တော့တော်အလုပ်တော့ မိုးစရာ ဟောမင်းဘာဟောဘာပြောလဲပြန်ပြောပြန်ပြော ဆရာရဲ့ဆွေကအကောင်ရှိရဲ့နိုင်ဟောက်မှာအလုပ်သွားလုပ်နေတာ ဟာငါကောင်မလေးကသူ့စီမှာအလုပ်သွားလုပ်နေဟဲ့လား ဟုတ် ဟာဒီကောင်နဲ့ကလည်းညှိပြီအနေသားမအောင်ဒီကောင်နိုင်ဟောက်ကမန္တလေးကိုပြင်လို့လေရောအဲရမ်းအောင်မြင်တယ်ဘာကြောင့် အဲ့ဒါသူစူးစမ်းလို့နေမှာပဲဆရာ ငါမကြိုးစားဘူး ဆရာဖွန်ကြောင်းနေအောင် နင်းတော့မဟုတ်တော့ဘူးဟဲ့ ဆရာ ဒီ interior decoration ကိုဒီကောင်းတက်တောင်ငါလုပ်ပြမယ်မင်းနားလေလား ဟုတ်နားလေပါဆရာ နားလေလား နားလေပါ အေးသွားမယ်သွားမင်းမမြင်တော့ဘူး လုံနေလို့နင်ကအဲ့လိုလုပ်တာငါမကြိုက်ဘူးနော်ဘယ်တစ်ခါပြောရမှာလဲ
ငါကတော့ကြိုက်တယ် ဘာကိစ္စလဲပြောငါအလုပ်သွားရအောင်မ ဟာနင်ဘယ်လို့သွားမှာ Nice house မှာငါအလုပ်လုပ်နေရလေနင်မသိဘူးလား ဟာနင်အနေထားနဲ့ဟာဘယ်လို့ရှောက်ပြောနေရလဲနင်ဘာလို့အလုပ်လုပ်နေရလဲနင်အဖေနဲ့ငါတိုင်မှာနော် တိုင်စရာအကြောင်းမရှိဘူးနော်ငါလုပ်ချင်လို့တော့တာဘာဖြစ်လဲနင်နဲ့ပါဆိုင်လေ ဘာလဲဟိုကောင်ရှိလို့ ဟုတ်တယ် တော်ဖြစ်နေဗောတော်ဖြစ်နေတာလားနင်ကငါသတိပေးလိုက်မယ်အဲ့ကောင်နဲ့ဘိုးဝေးမှာနေအဟုတ်ရင်ငါအကြောင်းပိုဆိုးလာလိမ့်မယ်ပိုပြီးငါအကြောင်းနေနားလဲလာလိမ့်မယ်ဝေးဝေးမှာနေချစ်တယ်ဝေးဝေးမှာနေနော်သတိပေးထားတယ် လာနေတယ်နိကိုလာနေတယ် โอ้ဆရာလည်းလွတ်ပါ ရှိရကျွန်တော်ဟုတ်ပါလား ဟုတ်တယ်လေမင်းကထားတာဆွေးတစ်ခုမှထောင်းမယ်နော်ဆိုင်မှာလေ interior decoration လာအပ်တယ်ဆိုပြီးအကြောင်းရှာပြီးလာနေတဲ့ဟို fat team မှာလေသူနဲ့မပတ်သက်နဲ့နော်ဆွေးမကြိုက်ဘူးဆွေးတဝင်တူတယ် ဘယ်တယောက်ပြောလဲ ဟောနဲ့တယောက်လေကိုအများနဲ့လေအဲ့လိုမျိုးလာပြီးတော့ကိုကြိုက်နေတာ तू ကဆွေးတည်တယ် ။အော်အဲ့ဒါကိုတို့ client လေ။ကိုစိတ်ဝင်စားပါကိုလုပ်ပဲလုပ် တကယ်နော်အဲ့လိုကိုဆွေးချစ်တယ် ။ချစ် အများကြီးချစ်ရမှာနော် အများကြီးချစ်တယ်။ဒါပေမဲ့ချစ်ပေမဲ့အလိုမလိုက်ဘူးနော်။ကိုလက်မခံနိုင်ဆုံးအရာနဲ့ကိုအမုန်းဆုံးအရာဖောက်ပြန်ချင်တယ် ဆွေးမလုပ်ပါဘူးကိုရဲ့အဲ့လိုမျိုးလေ ။ဖောက်ပြန်ခြင်းကဘယ်သူမှမကောင်းဘူးလို့ပြန်ပြင်လို့ရတဲ့အမှားလည်းမဟုတ်ဘူး။ကိုစူးစမ်းတည်ဆောက်ထားတဲ့ဒီ Night House Company ကိုချစ်တဲ့သူနဲ့ပဲကြီးပွားခြင်းတိုးတက်ခြင်းကိုချစ်တဲ့သူကြောင့်ပျက်စီးသွားတာပုံမလို့ခြင်း အဲ့မှာကိုရဲ့ဆွေးအဲ့လိုမျိုးမလုပ်ပါခရီးပေးရနော်ဆရာကိုပဲချစ်တယ် ဆရာတော့ဒီမှာလာနှံ့ဟိုမှာတော့ตายရနေပြီ လူလူနင်ကဘာလာပြောနေ ဘာတွေဘာပြောရမှာတော့ဟိုမှာမက်ဆွေးနဲ့ဟင်းနေကြီးနဲ့ဟိုမှာအကြည့်ဆိုင်ပြီးตายရနေပြောနေတာ တေးကြ တေးချလို့ပြောတာဗော လာ အဲ့ဒါလည်းငါ့ကို ဟောဘာလောက်လာဟာအော်ပန်းရှိနော်ပြားရှိထူးဆန်းမင်းအဲ့လိုစိတ်ဓာတ်တွေရှိနေလို့မင်းမအောင်မင်းလားမင်းကမင်းသိတယ်ဆိုင်ကနားမလဲဘူးကွာဟဲ့မင်းအခုလုပ်နေတဲ့လုပ်ငန်းထက်ငါမင်းထက်တောင်လုပ်ပြမယ်ပြီးရင်သူ့ကိုလည်းငါရအောင်ယူရမယ်နော်မင်းနားနေလားထားလိုက်ပါလူတွေလည်းရှိတော့ဒီနေရာမှာတော့မင်းကဘာမှမလုပ်ချင်စောင့်ကြည့်ရတယ်ဆွေရပါဖြစ်တယ် ကိုတော့ငငယ်ကတငယ်ချင်းမလို့ဒါပေမဲ့သူ့မကြိုက်ဘူးသူအမြဲလိုက်နောက်ရှက်နေတာစိတ်ဆိုးကတော့ကိုတောင်းမှမလားစိတ်ဆိုးလိုက်ပါစိတ်တောင်းမှမှာကိုတူကလေကိုသိရတိုင်းပဲကိုနဲ့လုပ်ငန်းအတိုင်ဖြစ်နေတော့အဲ့လိုစွတ်တွေ့ရောငငယ်ကရလေလေဟိုတူလိုချင်အောင်များရအောင်ရတာစိတ်တောင်းမှမှာနော်ဆွေးနဲ့ဘာမှမဆိုင်ပါဘူးကိုရဲ့စိတ်ဆိုးလိုက်ပါနော် တော်ရ ဟုတ် ကဲပြောဘာကိစ္စလဲ ဘာကိစ္စမှမင်းကိုလွမ်းလို့ ဒီစမနေထူးထူးခြားခြားငါ့ကိုဒီခေါ်တွေ့တာနေမှာဘာအကြံစီရှိလို့ နင်ကလည်းငါ့ကိုတွေ့တာနဲ့ဒါတွေပဲမေးဘာလဲနင့်ကောင်လည်းဟင်းနေဆိုတဲ့ကောင်မရှိတယ်ဟေးရှိတယ်ဆိုရင်လည်းငါသူ့ထက်တောင်လုပ်ပြမယ် ဆူတောင်းလေနေဘယ်တော့မှတာမှာမဟုတ်ဘူးသူနော် ထားလိုက်ပါအခုငါနင့်ကိုတွေ့ရတောက်ကော်ဖီပဲတောက်ကော်ဖီတိုက်ချင်
ငါပိုင်ဆိုင်ချင်တာအားလုံးငါရအောင်ယူမင်းဘယ်တော့မှပိုင်အောင် ဟဲ့နင်တို့မျက်နှာကြီးလည်းမကောင်းပါလားဘာဖြစ်နေကြဆရာဆူထားလို့လား ဆရာနဲ့ခေါ်နေ ဆရာဆွေကိုခေါ်ရဆိုလို့ မင်းဒီနေ့ကစပြီးငါဆိုင်မှာလုံးရအောင်လို့ ရှင်ဘာလို့လဲဆရာဆွေဘာလုံးလေးလို့ ငါအဲ့မေခွန်းနေပြန်ပါလေမင်းကမင်းအတိဆုံးဖြစ်ပါမင်းတို့အရှက်မရှိတဲ့မိန်းမမျိုးငါဆိုင်မှာထားရမှာငါရှက်တယ်ငါဆိုင်တက်ခါလဲကြားတယ်မင်းတိထားဖို့က nice house ဆိုတာကဂုံတက်ကခုနဲ့နေပစ္စည်းအားလုံး quality ရှိတယ်လို့ဝန်ထမ်းတွေအားလုံးကလည်းကိုချင်းတက်ကကောင်းကြတယ်အဲ့တော့မင်းလို့ကိုချင်းတက်ကမကောင်းတဲ့လူကိုငါဆိုင်မှာထားစရာအကြောင်းမရှိတော့မင်းသွားလိုက်တော့ ဟုတ်လေဆရာဆွေဘာလုံးလေးလို့လဲဆွေဘာမှမလုပ်တာဘူးလေဆရာမဟုတ်ဘူးဆွေမလုပ်ဘူးဆရာအထင်လွဲနေတာအဆင်မသိဘူးဆွေဘာမှမသိဘူးဆရာရဲ့ ဘာမှလာရှင်းပြမနေနဲ့တော့မကသူ့ခေါ်ရလိုက်တော့ ဟောတကယ်ချင်း ဟုတ်ဘူးဆရာစမသိဘူးစရိကမသိဘူးဆရာလို့မလုပ်ပါနဲ့စရိကဘာလဲဆရာမလုပ်ပါ အဲ့ဆိုရုပ်ပြောသားပဲဆိုင်မှာအကျင့်တက်ခါမရှိတဲ့ဝန်ထမ်းတွေမခန့်ပါနဲ့လို့မြတ်ခေါ်သားလိုက်စားမှာဆိုင်ရနေ ထင်းတော့ထင်တာပဲအေးရှစ်ကဇက်တိုက်မလာဘူးဖြစ်ပြီးတော့ငါခြံကက်လိုက်တာ ကျော်ငါလည်းပြောရအောင်မယ်အရင်တစ်ပတ်ကလေငါကြမယ်ထင်ပြီးဟဲ့လို့အော့ချလိုက်တာအမလေးခွဲမှပါဖြစ်သွားရအဲ့လိုအခုဆိုခွဲကြီးဖြစ်နေပြီ အမတို့ဟိုကျမတခုပြောပြမယ်လေလားအထုံးမှမပြောရအောင်နော်ဟာလေအမတို့အိမ်နေလေဟိုအိမ်တွင်းအလားစင်လေ nice house ရှိတယ်တိလား ဟဲ့ nice house တဲ့ nice house ဆိုတော့ nice ကခွန် house ကချောက်ခွန်ချောက်တော်ပြီဟဲ့ ဟိုကနေဦးပြလေဘင်းကတက်ဖို့စိုးနေရဲ့ဟိုကရင်လေးဂျူးနေပါလေစိုးနေမှာပဲဂျူးပါဦးအေးငါတို့ငါ့ဘာအပြင် အာချလိုက်မယ် nice house နော် မခစီအကြောင်းပါသားသေးလဲစိတ်တနာပါရဲ့နော် အေးဟာငါလည်းသူ့ကြောင့်ကြားစိတ်မကောင်းပါသူဒီကနေ့ပြဿနာတက်ပြီးထွက်သွားကြတဲ့ဆိုင်ကနေတိုက်မိပြီးတော့ခေါင်းထိသွားရဆိုတာပဲခုတော့ရေလေးယူးနေရလို့ကြားတယ်ဘာနဲ့မတွေ့ရလဲနှစ်လလောက်ရှိပြီအေးဒါနဲ့ဒီကိစ္စအားလုံးရဲ့တရားခံဆွဲရုံမှာ မကအဲ့ကိစ္စဘယ်လိုဖြစ်တာကျွန်တော်ဒီချာရှင်းပြပါ အော်အဲ့ဒါဆရာဒီကိစ္စအားလုံးရဲ့တရားခံဆွဲပါဆွဲရနေပြီးတော့ဆွီတောင်းမဲ့ကွန်ပျူတာနဲ့ဆေးကပ်ပြီးခေါ်သွားတာပြီးတော့ဆရာချုံလဲအောင်ဓာတ်ပုံလေးရိုက်ပြီးဆရာစီတက်မင်ပို့လိုက်တာဆွဲရဒါတော့စိတ်မှာဘာဖြစ်မရှိပါဘူးဆရာ ဆွေကိုဖြစ်မနေအားလုံးသိသွားပြီကိုမောင်းသွားတယ်ကိုခုနကကိုမမြင်လား nice house လေစတာပါကိုကိုရဲ့ဆွေနေပြန်ကောင်းသွားပါပြီ